ပရိသတ်တွေတဲတဲလို့ဝိုင်းချစ်ပြီးအားပေးနေကြတဲ့ခက်ချောချောအမှုပညာရှင်ကတော့ဂျွန်ပါသူကအပြင်ဘက်မှာဖော်ရွေပြီးခံရပြီမဲ့အတွန်းပိုင်းမှာတော့အတော်လေးကိုကြီးကြတတ်တဲ့သူပါသူ့ရဲ့ကွန်ပလိန်းတွေကိုအများဆုံးခံရတဲ့သူကတော့သူ့မန်နေဂျာပဲပေါ့ချိုကလက်ကြော်ညာမရိုက်ချင်လို့နမူနစာလုပ်နေတဲ့သူ့ကိုနိုင်ရင်ပြီးရောဆိုပြီးသူ့မန်နေဂျာကနောက်နှစ်တည်းကြာရင်ကားကြော်ညာတွေလင်းကြီးကြော်ညာတွေပဲရိုက်ကြမယ်ဆိုပြီးချင်းထည့်လိုက်ပါတယ်တကယ်တော့သူ့ကိုကြော်ညာလာရဲ့ပုံမှားတဲ့သူကချိုကလက်ဆိုင်တစ်ခုပဲရှိတာပါတစ်ဖက်မှာတော့ခက်ချောချောအမျိုးသမီးတစ်ယောက်က BNL လို့ဖုန်းပြောရင်းအဆောက်အဦတစ်ခုလေးကိုဝင်သွားပါတယ်သူကတော့ကော်ဖီပြောပြိုင်ပွဲကိုလာပြိုင်တာပါသူ့ဘက်သာသူတောင်အချိန်လူပြီးကော်ဖီကျိတ်နေရတဲ့ကြားကနေသူများအခက်ခဲဖို့တွေ့တော့မနေနိုင်ပဲကူညီလိုက်နေပါသေးတယ်ဒါကိုဒိုင်ကလည်းတစ်ချက်ရှုသွားပါတယ်အဲ့ဒီအချိန်မှာဂျိုကတော့သူမရိုက်ချင်တဲ့ချောကလက်ကြော်ညာကိုရိုက်နေရပါပြီဖူဘလော့ကအထနဲ့ချောကလက်တွေကိုတကိုင်ပြီးတကိုင်စားပြပြီးအချူထက်ချူမီနယ်လို့တောင်ပြောလိုက်ပါသေးတယ်ဒါပေမဲ့ကင်မရာနောက်ကိုရောက်တော့ချက်ချင်းကိုထွေးထုတ်ပြတာပါဒါကိုချောကလက်ဆိုင်ပိုင်ရှင်ကဒီတိုင်းပဲကြည့်နေရပါတယ်တိုင်းအလုံးနေတယ်လို့ပြောတော့သူလည်းဘာမှမတက်နိုင်တော့ဘူးပေါ့အဲ့ဒီနောက်ကိတ်ဒီပါရီလုတ်ပြီးဂုံပြူပဲလုပ်ပြီးဂျွန်နဲ့ကြော်ညာထမရိုက်တော့ဘူးဆိုပြီးစာချုပ်ကိုဖျက်သိမ်းပစ်လိုက်ပါတော့တယ်အဲ့ဒီမှာဂျွန်ရဲ့ရုပ်ကမချုံမချင်းဖြစ်သွားပါတယ်ဒါပေမဲ့အလုပ်ပြုတ်လို့တော့မဟုတ်ပါဘူးအချစ်တဲ့ချုံမီနဲ့ချောကလက်ကြောင့်ဝါရှော့ချင်ကြီးဖြစ်ပြီးဘိုင်းအောင်သွားလို့ပါနောက်ပြီးသူစိတ်ဝင်စားနေတဲ့ romantic ကားကြီးကြိုက်ချင်ပြီးမဲ့တစ်ဖက်ဒါရိုက်တာကဆက်ပင်မလာပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဒါရိုက်တာတဲ့ငှားတစ်ဖြားတာပြီးဇလန်ရဲ့အဆုံးသက်ကိုမကောင်းဘူးလို့ဝေဖန်လိုက်မိတော့ပါ။ဒါရိုက်တာကသူ့ကိုထပ်ပြီးမဆက်သွေတော့တဲ့အပြင်ရီးသားမထားဘူးလားဆိုပြီးတော့တောင်းနှိမ်သွားပါသေးတယ်။ဂျိုအလုပ်ပြုတ်သွားတဲ့အချိန်မှာထောင်ဆိုတဲ့ BNL မျိုးသမီးကလည်းကံပွဲကလည်းအထုတ်ခံလိုက်ရပါပြီ။အများကျိုးဆောင်ကိုကျိုးပြောင်ဆိုသလိုပဲသူများကိုကူညီလိုက်မိလို့ကံပွဲကအထုတ်ခံရပြီးသူ့ရဲ့အီတလီပညာသင်စုကြီးကလည်းပလုံသွားတာပါ။ဒါကိုထောင်ရဲ့တငယ်ချင်းနှစ်ယောက်ကတော့သူလုံးနေတဲ့ကော်ဖီဆိုင်တိတကူးတကလာပြီးမျက်စိနောက်အောင်ဓာတ်ပုံတွေရိုက်ပြရဲနှစ်သိသွားကြပါတယ်။ဂျိုကတော့သူ့ကိုအလုံငားမဲ့သူမရှိလဲအေးဆေးပဲဆိုပြီးအနှိတ်ခံနေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူ့မန်နေဂျာကသူ့ကိုစောင်းပါတစ်ခုလာပြပါတယ်။သူရဲရိုက်ချင်နေတဲ့ romantic စကားကိုသူ့ပြန်ပဲတေးဥဆောင်နဲ့ရိုက်တော့မယ်ဆိုတဲ့တရင်ပေါ့။ဒါကကောလာဟာလာဖြစ်နေတော့အမှန်ဖြစ်နိုင်ခြေကပုံများနေတဲ့အတွက်ဂျွန်လည်း depression ကြီးဝင်သွားပါရယ်ပူဆိုးတာကဟိုချီမင်းမျိုးကလုံမဲ့သူ့ရဲ့ family တင်ကလည်းလူမရှိလို့ဖျက်သိမ်းလိုက်ရပြန်ပါတယ်သူ့မန်နေဂျာကပါသူ့ကိုတလီချဘိုးလို့ပြောလာတော့ဆက်ပြီးတီးမခံနိုင်တော့ပါဘူးမန်နေဂျာနဲ့ရတာဖြစ်ရင်မတော်တဆတမင်္ဂလာဆိုသလိုမန်နေဂျာရဲ့နှာခေါင်းကိုချိုးလို့နေပါဖြစ်သွားပါရယ်အဲ့ဒီနောက်အိမ်သားထဲမှာအချင်းပြုံးရင်သူ့ဖွဲ့သားတွေနဲ့ကိုရီးယားကိုပြန်မလိုက်ဖဲ BNN မှာပဲအကြံနေခဲ့ပါရယ်ဒါကိုလင်းထွက်ပြီးသူ့ရဲ့ passport တွေတွေ့ကမှမန်နေဂျာကတည်သွားတာပါဂျူတယောက် VNN မှာရောင်းလဲလဲနဲ့ခိုကဲ translate ကိုအားကိုးနေရင်ဖရဲတိဖြော်ရင်ငါးကွက်မှတ်တော့မိပြီးလက်ထိတ်ကျန်တဲ့ပတ်ဆက်နီးပြောင်းလူနီးပါဖြစ်သွားပါရယ်ဒါပေမဲ့လမ်းဖြတ်ကူရင်ဆိုင်ငယ်တစည်းကသူ့ကိုပွတ်ပြီးတိုက်သွားလို့ဈေးကြီးပေးဝယ်ရတဲ့ဖရဲတိဖြော်ရည်လည်းဟောက်ကြကုန်ပါတယ်ပတ်ဆက်နီးလည်းကိုလိုနီးပါဆိုတော့ရွေးချယ်စရာမရှိတော့တဲ့အဆုံးဂျွန်ကသူ့ရဲ့တန်မိုးကြီးနိုင်လေးကိုပေါင်မို့အပေါင်ဆိုင်ကိုရောက်သွားပါတယ်။အပေါင်ဆိုင်ကဈေးနေတဲ့အခါသူကဓာကြီးကိုပြင်ဦးလာပြီးလမ်းဘေးကခေါက်ဆဲဆိုင်မှာလက်ထဲမှာရှိတဲ့ပတ်ဆက်လေးနဲ့ဈေးအနည်းဆုံးခေါက်ဆဲလေးကိုဝယ်စားလိုက်ပါတယ်။တလုပ်ပဲစားရတဲ့အချိန်မှာပြရာခန့်နေတဲ့စပွဲတုံးမလေးကြောင့်သူ့ခေါက်ဆဲပကံကကြာပွဲသွားပြန်ပါတယ်။ပူပြီးဆိုးတာကခေါက်ဆဲပကံနဲ့အတူတူသူ့ဖုံးမှာကြာပြီးကွဲသွားတာပါ။ကျွန်တော်ခရောက်ခရက်ဖြစ်နေတဲ့အချိန်မှာမှသူ့ဖန်အနေနဲ့တိုးပြီးအဆက်ကွဲသွားရပြန်ပါတယ်။နောက်တော့ဂျွန်လည်းအပေါင်ဆိုင်မှာဈေးဘလောက်နှိမ့်နေနိုင်လေးကိုသွားပေါင်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ဆိုင်ကတော့ပြေးသွားပါပြီ။ပတ်စံလည်းမရှိနေစရာလည်းမရှိတဲ့ဂျွန်ကခေါက်ဆဲဆိုင်ကိုပြန်လာပြီးသူ့ဖုန်းကိုပြန်ပြပေးဖို့ဇွဲရိုးမာလီကိုရှံသွားရှာပါရယ်။တိုက်ဆိုင်ဆိုသလိုအဲ့ဒီဇွဲရိုးမာလီကမနက်ကသူ့ဖရဲသည့်ဖြော်ရည်တွေကိုမှုတ်ကြအောင်လုံးမိသွားတဲ့ဆိုင်ငယ်သမားဖြစ်နေတာပါ။သူကတော့တခြားသူမဟုတ်ပဲကော်ဖီတိုင်ဝဲကနေအထုတ်ခံရတဲ့ထောင်ပေါ့။ဂျိုကိုပိုလို့တော့ဒေါသထွက်သွားစေတာကနာမည်ကျော်အမှုပညာရှင်မှမသိတဲ့ကိစ္စပါပဲ။သူဘလောက် post ပေးပြီးထောင်ကတော့ဒုံးဝကိုမသိတာပါ။ထောင်ကဂျိုကိုတောင်းပန်လိုက်ပြီးဒီညအတွက်နေစရာရှာပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကြောင်ကျူကြောင်ကြားကတိုက်ခုခံအသေးလေးမှာအခန်းကားပေးလိုက်ပါတယ်။ကန်ဆိုးချင်တာကအဲ့ဒီမှာဂျွန်ရဲ့ပရိသတ်အုပ်လိုက်ကြီးနဲ့တိုးပြီးထွက်ပြေးဂျွန်ခမရဖီကားဘော်ကနေပင်းကြရပြန်ပါတယ်။နောက်ဆုံးမှာတော့ထောင်ကသူ့လုံးလုံးတဲ့ကော်ဖီဆိုင်မှာပဲဂျွန်ကိုအိတ်ခမ်းဖို့ဆုံးဖြတ်လိုက်ပါရယ်။ကော်ဖီဆိုင်ကစစ်တိုကန်းဟာဂျိုလိုအမြဲစိန်နဲ့နေလာရတဲ့သူအတွက်တော့လုံးဝကိုအဆင်မပြေတာပါဒီကြတဲ့သူရရမယ့်ခုံကလည်းကြိုးကြသွားပါသေးတယ်ဂျိုတယောက်စတိုကန်ထဲမှာညီးခံရဲ့အိတ်နေရတဲ့အချိန်ထောင်ကတော့သူ့အိမ်မှာဂျိုအကြောင်းတွေရှာကြည့်ပြီးဂျွန်ကတကယ်နာမည်ကျော်တယောက်ဆိုတာတည်တော့ပါရယ်ဂျွန်ရဲ့စကားတွေပါရှာကြည့်ပြီးမတိမတာနဲ့ပရိသတ်တယောက်တောင်ဖြစ်သွားသေးတာပါ
ဂျူကိုနာမည်ကြီးမှန်းသိသွားပြီးအင်ကြီးတွေပါဝယ်ပေးလိုက်ပါတယ်ဒါပေမဲ့ဝယ်ပေးတဲ့အင်ကြီးကတော့မင်းကလေးတွေဝတ်တဲ့စာပုတ်တွေပန်းပုတ်တွေနဲ့ပါဒီလိုနဲ့ဂျူရဲ့ဖုန်းကိုတွားပြင်ကြတော့ပြင်ကားကဈေးကြီးတဲ့အပြင်3ရက်လောက်စောင့်ရမှာဆိုတော့2ယောက်လုံးစိတ်ပြတ်သွားကြပါတယ်အဲ့ဒီ3ရက်လုံးမှာဒုက္ခရောက်နေတဲ့ဂျူကိုထောင်ရပဲယူဆိုင်ပေးရမယ်လို့သဘောပြလိုက်ကြပါတယ်သူတို့မသိတာကဂျူကိုဆက်သွယ်လို့မရတဲ့မန်နေဂျာလည်းခေါင်းမီတောက်နေပြီဆိုတာပါပဲမန်နေဂျာက VNL ကိုပြန်လာပြီးဂျူတဲနေကြဟိုတယ်နဲ့တွားနေကြနေရာတွေမှာဇောချွေးပြန်တဲ့အချိန်တစ်မျိုးလုံးနဲ့အောင်ပတ်ရှာနေရတာပါအဲ့ဒီအချိန်ဂျူကတော့ထောင်ပေးတဲ့ပတ်ဆက်လေးငယ်လမ်းပြမြီပုံကိုကောင်းကောင်းအသုံးချပြီးစိတ်လွတ်ကိုလွတ်လဲပတ်နေပါပြီသူပရိသတ်တွေနဲ့လည်းမတွေ့အောင်တော့ရှောင်ရသေးတာပေါ့ညဟုတ်တဲ့အခါမှာဂျူကသူတဲနေကြဟိုတယ်ကိုလိုက်ပို့ပြီးကိုပြောလိုက်ပြီးမဲ့ထောင်ကတော့ပတ်ဆက်မကုန်အောင်လို့သူ့အိမ်ကိုပဲခေါ်လာခဲ့ပါတယ်တက်တဲ့ဆက်လိုက်ဆိုသလိုအဲ့ဒီအချိန်မှာသူ့တငယ်ချင်း2ယောက်ကလည်းမပြီးပဲအိမ်လာလေပြီးဂျူကိုတည်သွားပါတယ်အဲ့ဒါနဲ့ပဲသူတို့ရဲ့အင်ကြီးဆိုင်ကိုပါဂျူကိုခေါ်သွားခဲ့ကြပါတယ်တို့လို့အတွဲလောပေါက်ကရဖက်ရှင်တွေဆင်ပေးပြီးတိုက်တယ်လို့ဂျင်းဝိုင်းထည့်ရင်ကိုယိုကာယာပို့စ်တွေနဲ့ဂျူကိုဓာတ်ပုံတွေရိုက်ကြပြန်ပါတယ်ဂျူကအဟုံးမှတ်ပြီးဂေါသမီးရှောက်လို့နေတဲ့အချိန်ထောင်ကလည်းဦးတက်မတက်ရင်နေရပါပြီတစ်ဖက်မှာတော့မန်နေဂျာကဂျူစားမစားရပါမလားလို့စိတ်ပူတယ်ဆိုပြီးသူကတော့ခောက်ဆွဲတွေအားရပါရကိုထိုင်စားနေပါတယ်အဲ့ဒီအချိန်မှာဒဲမဲတီယိုဆောင်ရဲ့သတင်းကလည်းတရဇက်တက်နေပြီးဂျူထက်တောင်ပုံပြီးနာမည်ကြီးသွားတော့မှာပါဂျူမှာနေစရာစားစရာမရှိလို့စိတ်ညစ်နေရတဲ့အထက်အဲ့ဒီသတင်းတွေကြောင့်ပုံပြီးစိတ်ပူပင်ရပြန်ပါတယ်ထောင်တငယ်ချင်းတွေကထောင်ကိုနာမည်ကြီးမင်းသားနဲ့ဒီဆက်အောင်တည်ဖို့မြောက်ပေးနေကြပေမဲ့ထောင်ကတော့ဂျူကိုဝန်ထုံဝင်ဖို့လိုပဲသဘောထားနေတာပါနောက်ရက်မှာတော့ဂျူကထောင်စီကလည်းပတ်ဆက်ချီရမရလို့ကက်ကိုအနုနည်းနဲ့တောင်းသွားပြီးစိန်ခဲစောစောဆိုင်ကြီးမှာသူ့ကိုယ်ပိုင်ပတ်ဆက်လီကိုစုံဖြုံစောက်တော့ပြလိုက်ပါတယ်ဒါကဘွာသမားလေးဖြစ်တဲ့ထောင်ကိုဒေါသအကြီးကျယ်ထုတ်သားစေတာကြောင့်နောက်ဆုံးမှာတော့ဂျိုတယောက်ကော်ဖီဆိုင်မှာအချိန်မိုင်းလုံရင်ပတ်စံရှာဖို့ဖြစ်လာပါတော့တယ်အလုံးမလုံးချင်လို့ညင်းညူရဲ့အလုံးကျိုးစားနေတဲ့ထောင်ကိုတွေ့တော့ရှက်သွားပြီးကိုမလေးဆက်မတက်တော့ပါဘူးဒီလိုနဲ့သူတို့နှစ်ယောက်မထင်မဖဲပူပြီးရင်းနှီးလာကြပါတယ်ဂျိုတရက်ဆိုသလိုအထုတ်ခံလိုက်ရပြီလို့ထင်ထားတဲ့ကော်ဖီပြောပြိုင်ဝဲမှာလည်းထောင်ကတတိယဆုရောက်သွားခဲ့ပါတယ်အီတလီကိုပညာတော်တင်ခြင်းနဲ့သူ့အိမ်မက်ကတကယ်ဖြစ်လာတော့မှာပါအဲ့ဒီတော့အိမ်မက်တွေဝါသနာတွေကြောင့်ပြောကြရဲ့တယောက်ကိုတယောက်နားလည်ဖို့ကြိုးစားလာကြပါတယ်အိမ်မက်ပြောတဲ့ယောဂရှိလို့ကော်ဖီနဲ့လက်ဖက်ရည်တွေကိုလုံးဝမတောက်တဲ့ဂျွန်ကထောင်ဖြော်ပြီးတဲ့ကော်ဖီနှစ်ခွက်ကိုတော့ကောင်းအောင်တောက်ပြလိုက်ပါတယ်ပရိယတ်မှာတောင်နှစ်ယောက်တူရှောက်လေကြသေးတာပါမျက်နှာလေးကလှရတဲ့နဲ့မပြင်းမစင်မဲနေတဲ့ထောင်ကိုဂျိုကနှခမ်းညီဝယ်ပြီးဖို့လုပ်ပြီးမဲ့ထောင်ကလက်မခံပါဘူးဒါကြောင့်ထောင်စုတော်ယူတော့မှဂုံပြူလက်ဆောင်အဖြစ်ဝယ်ပေးလိုက်ရပါတယ်သူတို့တွေဂုံပြူပွဲလုံးနေတဲ့အချိန်မန်နေဂျာဆရာကြီးကလည်းအစားနဲ့ပါဇက်လုံးဝမပြတ်ပဲဂျိုကိုလိုက်ရှာနေတော့မှအဲ့ဒီအချိန်မှာပဲဖုံးမြင့်သမားကဂျိုအကြောင်းကိုတည်သွားပြီးငွေညစ်ဖို့ကြံပါရယ်ဂျိုနဲ့ထောင်အတူသွားလာနေတဲ့ဗီဒီယိုတွေကိုခွဲရိုက်ထားတာပါအဲ့ဒီတော့ဖုံးမြင့်ထားတာရပြီဆိုပြီးလှမ်းကြောက်ကြပါတယ်ဂျိုနဲ့ထောင်လို့တန်ရုံးစီတွင်နေကြပြီဆိုပေမဲ့ဧည့်သည်ဟာတစ်ချိန်မှအင်ပြန်ရမှာပါဖုံးပြန်ရတာနဲ့ဂျိုကလည်းကိုလက်ကိုဆက်လျှောက်ရတော့မှာပါဒါကြောင့်သူတို့နှစ်ယောက်နောက်ဆုံးညကိုနှုတ်ဆက်တဲ့အနေနဲ့အရက်တူတူတောက်ကြပါတယ်ရှင်တွေကခန်းစားချက်တွေကိုတော့ဘယ်သူမှထုံမပြောခဲ့ကြပါဘူးနောက်ရက်မှာတော့ဖုံးပြန်ယူပြီးတာနဲ့သူတို့နှစ်ယောက်ခွဲခွာရတော့မှာပါ၃ရက်တည်းဆိုပေမဲ့တန်ရုံးစီတွင်မိနေကြပြီလို့မခွဲနိုင်ဖြစ်နေကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အနွမ်းလေးကကြာရှည်တော့မခံလိုက်ပါဘူးထောင်ရဲ့အဖေကအရေးပေါ်ခွေးစိတ်ခံဝင်ရလို့နှစ်ယောက်သားထောင်ရဲ့မွေးရညီကိုအလောတကြီးလိုက်သွားရပါတယ်အဲ့ဒီချိန်မှာသူအာမနာစတဲ့တုံးဖြုံးမိနေတဲ့ထောင်ရဲ့ပတ်စံတွေဟာအပိရဲ့စီးဖို့နဲ့မိသားစုဈေးအတွက်ဆိုတာဂျွန်းကတိပြီးစင်မကောင်းလေးဖြစ်သွားရတယ်လို့အပိရှိစိတ်လည်းခံစားလိုက်ရပါတယ်ဒါပေမဲ့ထောင်မိသားစုကတော့သူ့ဘော်လူမျိုးထူးထူးပဲဆက်ဆံကြပါတယ်ထောင်ရဲ့မိသားစုအခြေအနေကိုလည်းဂျိုကတည်သွားခဲ့ပါတယ်တကယ်တော့ထောင်ရဲ့မိသားစုကကော်ဖီချန်စိုက်ကြတာပါတနေ့ခါကြုံမတက်အလုံးလုံးလေပတ်စံကထင်သလောက်မရှာနိုင်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့ဖြိုရောင်းတဲ့ကော်ပီတွေထက်စာရင်ကော်ပီစီအကျန်းတွေကအစမတက်ကိုဈေးနှိမ်ခံထားရလို့ပါအဲ့ဒါကြောင့်ထောင်ကအောင်မြင်တဲ့အဖရိုဆရာဖြစ်လာအောင်ကြိုးစားပြီးတစ်ဖက်တစ်လမ်းကလေသူမိဘတွေရဲ့ကော်ပီချန်လုပ်ငန်းကိုဝင်ငွေတိုးပေါအောင်လုပ်ပေးချင်နေတာပါထောင်ရဲ့သူ့ဘဝအကြောင်းကိုပြောပြလာတော့ဂျိုကလည်းအမှုပညာရှင်တယောက်ရဲ့အခက်အခဲတွေကိုပြောပြလာပါတယ်တယောက်ကကိုရီးယားလိုပြောပြီးတယောက်က VNL လို့ပြောနေလို့နားမလည်ကြဘူးလို့ထင်ရပေမဲ့သူတို့နှစ်ဦးဟာမျက်ဝန်းနေစီကနေအချင်းချင်းဆက်သွယ်ပြီးနားလည်နိုင်ကြပါတယ်အဲ့ဒီနောက်တယောက်ဘာကိုတယောက်နမ်းလိုက်ကြပြီးကျင်းနူးစရာညာချမ်းလေးကိုဖျက်တမ်းကြပါတယ်နောက်တနေ့မနက်မှာတော့သူတို့နှစ်ယောက်အတူတူကော်ဖီချန်မှာခဏဝန်ကူပေးပြီးမြို့ပေါ်ကိုပြန်သွားကြပါတယ်ဒီတစ်ခါမှတော့နှစ်ယောက်သားတကယ်နှုတ်ဆက်ကြရတော့မှာပါထောင်ကဂျွန်းကိုနှုတ်ဆက်လက်ဆောင်အနေနဲ့ကော်ဖီစီလေးတစ်စိလက်ဆောင်ထည့်ပေးလိုက်ပါတယ်နောက်ပြီးသူ့မိသားစုအတွက်သူ့အိမ်မက်တွေကိုလက်လျှော့ပြီး
အီတလီမသွားပြတော့တဲ့အကြောင်းတွေ့ကလိုက်ပါတယ်။ဒါကြောင့်ဂျူတော့အားမလို့အားမရဖြစ်ပြီးဒေါသထွက်သွားပါသေးတယ်။ဂျူကသူရင်တဲတဲ့ဟိုတယ်မှာမန်နေဂျာနဲ့တွားတွေ့တဲ့အချိန်ကုမ္ပဏီကကိုယ်စားလှယ်တွေပါအတူတူရောက်နေတာကိုတွေ့လိုက်ပါတယ်။နောက်ပြီးဖုန်းမြစ်စီကအကြံသမားကလည်းဝင်ညစ်ဖို့ရောက်နေပါပြီ။ကိုယ်စားလှယ်တွေကဂျူကိုနာမည်ထိခိုက်မှာဆိုလို့အပြစ်တွေအားလုံးထောက်အမော်ကိုပုံချဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဂျူ VN မှာတယောက်တည်းဒုက္ခရောက်နေတာကိုအခွင့်အရေးယူပြီးထောင်ကဝင်ညစ်ဖို့အကြံနဲ့ချင်းကတဲ့အကြောင်းကို online မှာဖျက်လိုက်ပါတယ်။နောက်ဆုံးအနေနဲ့ဂျူလာနိုးဆက်မယ်လို့ထင်ပြီးအလားတူပြီးကော်ဖီဆိုင်မှာစောင့်နေတဲ့ထောင်ခမရဒီသတင်းကြောင့်ပရိသတ်တွေစီကခေါင်းမဖော်နိုင်လောက်အောင်အပြောအဆိုအနှောက်အယှက်ခံလိုက်ရပါတယ်။နောက်ဆုံးအလုတ်ကပါနားလိုက်ရတဲ့အထိပါပဲ။ထောင်ရဲ့တငယ်ချင်းတွေဆိုရင်ဂျူကိုမုန်းသွားကြပြီးထောင်ကိုဆဲနေရပါဝိုင်းတင်ပေးကြပါတယ်။ဒါပေမဲ့ထောင်ကတော့ဂျူကိုမုန်းလဲမမုန်းနိုင်တယ်လို့ဆဲလဲမဆဲရပါဘူး။ထောင်စီကတိုကျိုမိခဲ့တဲ့ပတ်စံတွေပြန်ဆက်ဖို့ဂျူကသူ့ရဲ့တန်အိုးကြီးနိုင်ကိုလက်ဆောင်အနေနဲ့ထားခဲ့တာပါ။ဒီနိုင်ကိုကြိုက်ရင်းလို့သူကရေချိုးရင်တော့ချွတ်တာမဟုတ်ပါဘူး။ဂျူကနိုင်နဲ့တူစာတစောင်းလေးရေးပေးခဲ့ပါသေးတယ်။ထောင်ကိုကျေးဇူးတင်တဲ့အနေနဲ့သူ့နိုင်ကိုရှောင်းပြီးအီတလီမဖြစ်မနေပညာသင်သွားဖို့ပြောထားတာပါ။ဒီလိုတွေကြောင့်ပဲထောင်ကဂျူကိုအစိုးထိအပြစ်မတင်လိုက်ခဲ့တာပေါ့တစ်ဖက်မှာလည်းဂျုံကလည်းနေတိုင်းအပြစ်ရှိစိတ်တွေခံစားနေရတာပါထောင်ကိုဆက်သွယ်ခြင်းပေမဲ့မဆက်သွယ်ရေးပြန်ပါဘူးနောက်တော့ဖြတ်သိမ်းဖို့လှုပ်ထားတဲ့ဟူချီမင်း family တင်းကိုပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပွဲကိုသွားရင်ထောင်ကိုပြန်တွေ့ပြီးတောင်းပန်ဖို့စီစဉ်ထားတာပါဒါပေမဲ့ထောင်ကတော့အဲ့ဒီဘက်ကိုသူ့တငယ်ချင်းတွေဘလို့ခိုးကိုမသွားပါဘူးဂျူကိုမမုန်းနိုင်ဘူးဆိုတာကအာမမဖြစ်ခဲ့တယ်လို့ပုံမှန်အတိုင်းပြန်တွေ့နိုင်တာမျိုးတော့မဟုတ်ပါဘူးဂျူကလည်းထောင်ကိုတစ်ချိန်လုံးစောင့်နေရဲ့နောက်ဆုံးမှာတော့ထောင်မလာတော့ဘူးဆိုတာကိုသိသွားပါတယ်သူကစင်မြင့်ပေါ်ကနေထောင်ပေါ်မှားခဲ့တာဒီကိုဝခံပြီးတောင်းပန်လိုက်ပါတယ်တစ်ချိန်တည်းမှာထောင်ရောက်လာပြီးဆိုပြီးတော့လေနာမည်ကိုတကြောကြောခေါ်နေတာပါတစ်ဖက်မှာတော့ထောင်ကသူ့တငယ်ချင်းတွေကိုလာပြတဲ့ဂျူရဲ့တောင်းပန်ဝီဒီယိုကိုတောင်းအဆုံးထိမကြည့်ပဲထထွက်သွားပါတယ်။သူထွက်သွားတာကတော့ဂျိုရှိနေတဲ့နေရာစီပေါ်ပါပဲ။သူတို့နှစ်ဦးဟာအလွယ်ပေါင်းများစွာနဲ့စပြီးစုံခဲ့ရတယ်လို့ဝေးကွာတဲ့အချိန်မှာလည်းအမားတွေအများကြီးနေပါ။ဒါပေမဲ့အမားရင်းကပြန်ပြီးတော့ပြင်ဆင်လို့ရပါတယ်။ဒီတစ်ချိန်လွဲသွားရင်နောက်တစ်ချိန်ဆိုတာမတိကြတော့တာမလို့ထောင်ကအခွင့်အရေးပေးတော့ဂျိုကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်တာပါ။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်ပုပွလင်းလင်းဝန်ခံသွားနိုင်ပါပြီ။ဘသူအမြင်ကိုမှဂီယူမဆိုင်တော့ပဲရန်စစ်ခဲ့ရတဲ့အချိန်ကြီးအတွက်အနမ်းလေးတစ်ပွင့်နဲ့ဖြည့်သိရင်ဇလန်းလေးဟာလည်းလှလှပပလေးပဲအဆုံးသက်သွားခဲ့ပါရယ်